ဘယ်လိုဒီကျွန်တော်2016ကတော့ကျွန်တော်သူများရဲ့ဖိုးဒီနောက်ကနေပြီးတော့လိုက်ကြည့်နေတဲ့အချိန်ပေါ့ဒီကိစ္စရဲ့ player ရဲ့ဆိုကျွန်တော်လည်းရမ်းပဲအားကြကျွန်တော်လည်းစောကျင်ခဲ့ဒီလိုနဲ့ကျွန်တော်ပြန်လိုက်လို့ပြီးတော့ပတ်စံလေးစုပ်ပြီးတော့ Redmi 9နဲ့နှစ်သိန်းကျော်လောက်ပဲရှိတယ်ကျွန်တော်ဖုန်းလေးကင်ပြီးတော့ဂိမ်းစားစောခဲ့နောက်တော့ကျွန်တော်ဂိမ်းစောရုံနဲ့မပြီးတော့သူများရဲ့ skin လေးကင်ထားမြင်တော့ကျွန်တော်ကိုယ်တိုင်ကင်ရင်းလာခဲ့ဒါပေမဲ့ကျွန်တော်မဝင်နိုင်ခဲ့ဘူးအဲ့တော့ကျွန်တော်ဗီဒီယိုလေးတစ်ခုတွေးခဲ့တယ်မစ္စတာတန်းကြီးကဒီလိုပဲပြောတော့ကျွန်တော် TikTok ပေါ်2019လောက်ကနေပြီးတော့စပြီးတော့ရောက်ခဲ့အားပေးမဲ့လူမရှိလို့အားမငယ်ခဲ့ဦး2019လောက်မှာကျွန်တော်လူအနေစုတိလာခဲ့အဲ့တော့ကျွန်တော်ဘာရခဲ့လဲဆိုတော့2023ထိကျွန်တော်ဘာမှကိုမရခဲ့ပါ2024ရောက်မှာ K1 စပြီးတော့ဖြစ်လာခဲ့အဲ့ကနေရတဲ့ diamond တချို့နဲ့ပဲကျွန်တော်လိုချင်တဲ့ skin တချို့ကိုကျွန်တော်ဝယ်ယူနိုင်ခဲ့အဲ့တော့ကလေးကကျွန်တော်အားပေးကြတဲ့ player တွေခုချိန်မှာရှိမနေတော့ဘူးလို့လည်းကျွန်တော်ထင်ပါတယ်။အဲ့လိုလဲဆိုတော့တော်လေးကိုကြားခဲ့ပြီလေ။